ရှုပ်ကပါငယ်ချင်းချင်းလေးမှာပြန်မလာနိုင်သေးဘူးဒီတနေ့တော့ကိုမိသားစုကပါဒီကိုပြန်လာဖို့အစင်မပြေသေးလို့ကွယ်ယူငယ်တရားရဲ့ပျော်ရွှင်မှုများငါလေးမိသားပြီးငယ်ချွေမှုနဲ့အချင်းတွေကိုစတရားလိုအိမ်တွေဒီဖို့ဒီတနေ့တော့ဖြတ်ကျော်ရအောင်ပါပြန်လာမယ်လို့ပြောတယ်အချင်းတွေရောက်ဖို့ဆိုပြီးပြန်မလာနိုင်တာငါတယောက်ထဲများလားကွာNBA လက်ဆောင်ပါပါဒီတို့ရကြည့်လိုက်မောင်ဒါတို့ကြတယ် လက်ငါတိကျကဘာလက်တခုပွင့်ရရပါဘူးကာမကာမိသားစုကပါလည်းငါမစားတယ်ငါစားတယ်ဘာသူများတော့ဆက်လက်လို့ကွယ်တရားအဲ့ဒါလေရဲ့ပျော်ရွှင်မှုများငါလေးမိသားပြီးငယ်ရွယ်မှုမျိုးလူနဲ့အချိန်တွေလူစတရားလိုအိမ်တွေကြည်ဖို့ရောဒီတနေ့တော့ဖြတ်ကျော်ရအောင်